ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လာမယ့်ပွဲမှာပန်တိုဂျာကိုပြက်ပြက်သားသားအမှောက်သိမ့်နိုင်မှုအတွက်အစွမ်းကုန်လေ့ကျင့်ပြင်ဆင်နေပြီဖြစ်တဲ့မြန်မာကွန်ဆောင်ဖိုင်တာလေးဂျော်ရှွာဘန်ရဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားကြတာဖြစ်ပါတယ်ဗီဒီယိုကိုမတင်ဆက်ရသေးခင်မှာ MMA လောကရဲ့ထူးခြားတဲ့အကြောင်းအရာတွေ UFC ပွဲကောင်းပွဲချမ်းတွေကိုကြည့်ရှုခံစားခြင်းနဲ့ပရိသတ်တွေဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးစောင့်ကြည့်လို့ရပါတယ်ခင်ဗျာဒါဆိုရင်တော့ဒီနေ့ရဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ပါကျွန်တော်တို့မြန်မာပရိသတ်တွေအားလုံးသိထားပြီးသားအတိုင်းပဲဂျော်ရှွာဘန်နဲ့ပန်တိုဂျာတို့ရဲ့မချီပွဲကလာမယ့်စက်တင်ဘာလမှာကျင်းပမယ့် UFC 331ပြိုင်ပွဲမှာပါဝင်လာမယ်ဆိုတဲ့အကြောင်းအရာပါ UFC 331ပြိုင်ပွဲရဲ့တွဲဆိုင်တွေကိုတော့လက်ရှိမှာ promotion ဘက်ကချပြထားခြင်းမရှိသေးပါဘူး promotion နဲ့နှီးစပ်တဲ့သတင်းဌာနတွေကတော့ဂျော်ရှွာဘန်နဲ့ပန်တိုဂျာတို့မချီပွဲကအဲ့ဒီပွဲမှာပါဝင်လာမယ်ဆိုပြီးတော့မှရေးသားနေကြပါတယ်သတင်းချက်လက်တွေကလည်းခိုင်လုံတဲ့အတွက်ကြောင့်မလို့သိကြသလောက်နှီးပါရှိတယ်လို့ပြောလို့ရပါတယ်ခင်ဗျာအဲ့ဒီမှာပါဝင်ထိုးသတ်မဲ့ fighter နှစ်ယောက်ဖြစ်တဲ့ပန်တိုဂျာနဲ့ဂျော်ရှွာဘန်တို့ကလည်းလက်ရှိချိန်မှာ training တွေကိုအပြင်းထန်လုပ်နေကြတာတွေ့ရပါတယ်ဂျော်ရှွာဘန်ကိုယ်တိုင်ကသူ့အနေနဲ့ထိုးပွဲဆိုင်ရာစာချုပ်မှာလက်မှတ်ထိုးပြီးဖြစ်တဲ့အကြောင်းကိုလည်းလူမှုကွန်ရက်စာမျက်နှာကနေပရိသတ်တွေစီကိုမျှဝေထားပါတယ်ပြီးတော့ဂျော်ရှွာဘန်ကိုယ်တိုင်ကမင်းတို့အားလုံးဒီပွဲကိုမြင်မြင်ကြပြီမလားဆိုတဲ့ပုံစံမျိုးနဲ့ပန်တိုဂျာနဲ့သူ့ရဲ့ပွဲအဟောင်းကိုပြန်တင်ပြီးတော့မှပရိသတ်တွေကို share ကမေးခွန်းမေးထားခဲ့ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ Champion League ကတော့သူ့အနေနဲ့ hints တွေပေးနေပြီဖြစ်ပါတယ်ဒါကြောင့်မလို့ဂျော်ရှွာဘန်နဲ့ပန်တိုဂျာတို့မချေပွဲကချင်းစီဖြစ်လာတော့မယ်လို့ပဲယူဆထားကြပါတယ်ခင်ဗျာတစ်ဖက်က Champion ဟောင်းကြီးဖြစ်တဲ့ပန်တိုဂျာကလည်းမကြသေးခင်ကပဲသူ့အနေနဲ့ fighter တယောက်ကိုအလဲထိုးလိုက်တယ်ဖန်ကိုအလဲထိုးပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကဟောကိန်းထုတ်သွားခဲ့ပါသေးတယ်ဒီတော့ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတာကျွန်တော်တို့ပရိသတ်တွေအနေနဲ့ရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဂျော်ရှွာဘန်နဲ့ပန်တိုဂျာတို့အခင်းချင်းကတစ်ကမ္ဘာလုံးကပရိသတ်တွေစောင့်မျှော်နေတဲ့အခင်းချင်းဖြစ်ပါတယ်ဂျော်ရှွာဘန်ကလက်ရှိမှာလုံးဝကိုမှစွမ်းဆောင်အားဖြင့်အရန်ကိုတက်နေတဲ့ချန်ပီယံတစ်ယောက်ဖြစ်ပါတယ်အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ prime time ကာလကိုရောက်နေတဲ့ချန်ပီယံလေးလို့ပြောရင်လည်းမှားမယ်မထင်ပါဘူးတစ်ဖက်ကပန်တိုဂျာကလည်းဂျော်ရှွာဘန်နဲ့မတွေ့ခင်ဒီကိုတောက်လျှောက်စွမ်းဆောင်ရည်ကောင်းတွေကိုထုတ်ပြထားနိုင်တဲ့ချန်ပီယံဟောင်းကြီးတစ်ယောက်ဖြစ်ပါတယ်သို့ပေမဲ့fighter အများစုကတော့လက်ရှိကဂျော်ရှွာဘန်ခေပန်တိုဂျာရဲ့ခေကုံသွားပြီဆိုတဲ့ပုံစံမျိုးတွေနဲ့ဟောကိန်းထုတ်လာကြပါတယ်ပန်တိုဂျာလက်ရှိအချိန်မှာအသက်ကလည်းတော်တော်လေးကိုမှကြီးနေတဲ့တဲ့ကိုရောက်လာပါပြီသို့ပေမဲ့လည်း short တွက်လို့မရသေးတဲ့အပိုင်းတွေကတော့2နဲ့ဒေးပါပဲဘလို့ခင်းချင်းတွေဖြစ်လာမလဲဆိုတာရင်ခုန်စရာကောင်းပါတယ်လက်ရှိမှာဂျော်ရှွာဘန်သူ့ရဲ့ gym 3ခုဖြစ်တဲ့ 4on5 club Athlon boxing gym နဲ့ Temple construction 3ခုလုံးမှာလေ့ကျင့်ခန်းတွေပြင်ဆင်နေပါတယ် strength and conditioning အပိုင်းတွေကိုလည်း champion league ကအားဖြည့်နေတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာဂျော်ရှွာဘန်နဲ့ပန်တိုဂျာတို့ရဲ့အခင်းချင်းကလည်းတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းပါတယ်တစ်ဖက်ကပန်တိုဂျာကလည်းသူ့အနေနဲ့ one championship champion of fighter ဖြစ်တဲ့ Adriano Moraes flyweight တန်းက Kyoji Horiguchi တို့နဲ့တူတူပူးတွဲလေ့ကျင့်နေတာမျိုးကိုကျွန်တော်တို့ကတွေ့ရပါတယ်ဘယ် fighter ကကောင်းဆုံးပုံစံနဲ့အနိုင်မလဲဂျော်ရှွာဘန်ကနောက်တစ်ကြိမ်နိုင်ပွဲယူမလားပန်တိုဂျာကပဲရှုံးရင်းဆက်ပြမလားဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်မကြာခင်မှာဒီအပွဲအခင်းချင်းကို UFC ဘက်ကတရားဝင်ချပြလာဖို့ရှိနေပါတယ်ခင်ဗျာဂျော်ရှွာဘန်ကိုယ်တိုင်ကတော့ပန်တိုဂျာကိုနှစ်ခါရှိမှမှတ်အောင်ဆိုတဲ့ပုံစံမျိုးနဲ့ပညာပေးမယ်ဆိုပြီးချန်ပီယံကြီးကထုတ်ဖော်ပြောဆိုသွားပါတယ်ဘလို့အခင်းချင်းတွေဖြစ်လာမလဲဆိုတာတော့ရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာပရိသတ်တွေအနေနဲ့ရောဒီအခင်းချင်းတွေနဲ့ပတ်သက်ပြီးဘလို့ထင်မြင်စမိပါသလဲမိမိတို့ရဲ့ထင်မြင်စချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမယ့်နေ့ဒီမှာလည်း MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာယာပျော်ရွှင်မှုကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ